အေးနင်ဒီနေ့ဘာလို့အလုံးတော့ကြလဲငါယူဝတိတိနဲ့အလုံးတော့ကြတယ်နော်ဟုတ်အိမ်ကထွက်လာရင်လည်းအလုပ်ကိစ္စလေးပေါ်လာလို့ပါမဆုအကောင်လုံးကနင်ကိစ္စတွေကြီးပဲငါမေးပါအောင်မယ်ငါခုခရီးကပြန်လာတော့လေငါဒီမှာဝိုင်းပြောတာရစရာတော့မရှိဘူးနင်တို့ကုံချွေးတွေမပေးနိုင်လို့စိုက်နေအစောကြီးပိတ်ရတယ်ဆိုဘလို့ဖြစ်တာလဲဩဟုတ်အမရေပူကြီးကတော့တကောင်း8000ပါအမဟဲ့နင်တို့ဘလို့လုပ်နေတာလဲဟမ်ခုနကငါကြွေကဘာပါလို့ပြောတော့ကကြာနေ9000ဝဲလို့ပြောတယ်လေအခုစိန်ဝင်ရပါဆိုတော့ဘာဖြစ်လို့8000ဖြစ်သွားတာလဲမမဘလို့ဖြစ်ပြီးတော့ရောက်လာလဲသမီးဒီနေ့ဘာဖြစ်လို့မလာလဲဟုတ်ဒီနေ့ကဆူရဲ့အရင်အလုပ်ရှင်ကဆူကိုလာဆောင်တော့စာတိုးပေးမဲ့ကိစ္စလေးဆွေးနွေးချင်တယ်ဆိုလို့ဆူသွားတွေ့ရပါမမသမီးကိုမမစပြီးတော့ခံတော့ကဘာပြောထားလဲသမီးမမတ်မိတော့ဘူးလားဟမ်ဆူမမေ့ပါဘူးမမရဲ့ဆူမမေ့ပါတယ်မမတို့ရှိမှလုံနေနဲ့သူများရှိမှတော့ပြန်မလုပ်အောင်လို့မမဂရီတောင်းထားတယ်လေသမီးရှိကဘာဖြစ်လို့သမီးအဲ့ဂရီကိုမတီးချင်တာလဲဟမ်ဆူနားလဲပါတယ်မမရဲ့ဆူဘယ်နှခါကြာလို့ရှိရင်မမတို့ဆိုင်ကိုပြန်ပြီးတော့အလုပ်လာဆင်းပါမယ်နော်မမဆူကြောင့်စိတ်မကောင်းဖြစ်သွားရင်လေဆူတောင်းမှပါတယ်မမရဲ့ကျေးဇူးတင်ပါတယ်သမီးရဲ့မင်္ဂလာပါမင်္ဂလာပါသမီးဟုတ်အရှိမလေးစေးမခေါ်ရလေးတို့လိုသမီးအလုပ်လာလျှောက်တာပါအော်ဟုတ်တယ်မတို့ကလူလိုတာလေးအရှိမရေးထားတာဟုတ်သမီးကဘယ်မှာလုပ်ခဲ့ဘူးတာလဲသမီးကတခါမှတော့မလုပ်ဘူးအခုမှနေရတက်လာတာနေရတက်လာရင်လည်းဒီမှာကြောင်းတက်ရင်လည်းတခါတည်းအလုပ်လုပ်ချင်လို့ဒီမှာလာလျှောက်တာရှင်အော်ဟုတ်ပြီဆိုအမတို့သမီးကိုအစမ်းခံ3လလောက်ခန့်ကြည့်လိုက်မယ်လေသမီးဒီ3လလောက်ဆန်းလုပ်ကြည့်လိုက်ပေါ့အဆင်ပြေရဆိုတော့ရေရှည်လုပ်ပေါ့သမီးရဲ့ဟုတ်ကဲ့မဟုတ်အဲ့ဆိုရင်မနေ့ပြန်စာပြီးစိတ်လို့ရပြီပေါ့နော်ဟုတ်တယ်မနေ့ပြန်စာပြီးလာခဲ့လိုက်တော့နော်အော်သမီးနာမည်ရောသမီးနာမည်ကစိုးစိုးရေးပါရှင်အော်နာမည်လေးကချစ်စရာလေးပဲဟုတ်ပါဟုတ်အဲ့ဆိုသမီးမနေ့ပြန်စာပြီးတော့ဆင်းလိုက်တော့နော်ဟုတ်ကဲ့မဟုတ်အဲ့ဆိုရင်သမီးကိုခွင့်ပြုပါအောင်နော်ပေးပါသမီးယောက်ျားကျမတို့ဆိုင်ကန်းနှကန်းတွဲလဲဖွင့်နိုင်သွားပြီဆိုတော့လူထက်လိုမှာဆိုတာနဲ့ကျမနီနီဝင်းရဲ့အတိကောင်မလေးနှစ်ယောက်ထက်ခံထားတယ်နော်ကောင်းတယ်လေကောင်းပါပဲပြီးတော့လေမော်လမြိုင်ပြန်နေအခုဘာပြောပြောဆွဆွကမထွက်တော့ဘူးစိတ်ချလက်ချပြန်လို့ရအောင်မော်ယောက်ျားလေအေးမဆိုးဘူးနော်ဆွဆွမထွက်တာငါတို့ကဆင်ပြေသွားတာကဲမိမတဘောမိမဆင်ပြေပြီးတာပဲဟုတ်ပြီလားနော်ကောင်းမစိုးကိုခါအရှိမဝဲသူတွေကြားနေပါလားလေဘူးမှလည်းမရှိကြဘူးရိုးရှိနီနီဝဲနီနီဝဲပေါင်ချမယ်ဘူးမှမရှိကြဘူးလားအော်စုနီနီတိုင်းလမ်းဝင်နေရစုရဲ့တို့လည်းငါမပြောချင်တော့အလောက်ကမလို့ရဆိုအိမ်နောက်သွားဖို့ပါရှင်ပြောရင်လည်းငါ့လိုဖြစ်အောင်ပဲအခုလာဟိုပေါင်ချဖွင့်ပေးမယ်နော်ဟဲ့ကြည့်ပြရတယ်ဟိုလောက်ဆန်ရှီကတော့လောက်လိုက်စုပဲဖွင့်ပေးလိုက်ပဲဟောရပါတယ်စုရဲ့ဟိုကရောင်းလက်စားဖြစ်နေလို့လေရတယ်ဟိုစုပဲဖွင့်ပေးလိုက်မယ်နော်တော့လောက်ဆန်ရှီကတော့လောက်လိုက်ရတော့ပေါင်ချဖွင့်ပေးလိုက်မယ်နော်ဒီပါ4%တရား2%ကျမ2%တော့ရှင်ကျမပြောရလေကျမရှိတဲ့ချိန်ရပါလို့ဘာလို့မရှိသွားဝဲသူကရောင်းလက်စားဖြစ်နေတယ်နောက်ကဆိုလို့ရှိရင်ဘယ်သူရှိမှာကျမစီမှာကြားလိုက်စိတ်ချအမရှိပဲလာဒီမှာဒီဟဲ့နီနီဝေးဟုတ်မဆုပြောလေအေးနင်ဒီနေ့ဘာလို့အလုံးတော့ကြလဲငါယူဝတိတိနဲ့အလုံးတော့ကြတယ်နော်ဟုတ်အိမ်ကထွက်လာရင်လည်းအလုပ်ကိစ္စလေးပေါ်လာလို့ပါမဆုအကောင်လုံးကနင်ကိစ္စတွေကြီးပဲနော်နင်ကအလုံးတော့ကြတယ်အလုံးခွင့်ယူမယ်အလုံးရလို့ရှိရင်လည်းအလုံးကမလုပ်ရသေးဘူးအိမ်သားအရင်တက်မယ်ချီးပါတဲပေါက်တာဆိုအကုန်နင်တောင်းဝင်ပဲနော်နင်ကအလုံးတာတာတက်ပြအောင်မလုပ်နိုင်လားလေနင်မှာအကြောင်းပြချက်မျိုးစုံနဲ့နင်အလုံးလို့မစင်စားဘူးလားပြောမဆုလူပဲကိစ္စလေးပါလို့ရှိမှာပေါ့မဆုကမရှိဘူးလားနင်ကခံမပြောနဲ့ဒီဆိုင်ကိစ္စဝါးတွေအကုန်လုံးအကုန်နဲ့မှငါ့ကိုလွှဲပေးထားတာငါ့မှာတာဝန်ရှိတယ်ဟဲ့အဲ့တော့
ကြရင်ငါပြောရမှာပဲသိလား你俩我们已经穿到我鞋里，快点快，出去穿了。မဆူရဲ့အဲ့လောက်တော့မလုပ်တဲ့မှာ 妈妈， သမီးနင်းဘာဖြစ်လာလဲပြောပါဦးမမကိုပြောပါဦး ဆူလေ ဘာဖြစ်လဲ ဒီနေ့ online ချင်တယ်မမရဲ့ဒီနေ့တော့ဆိုသီးခံပါတယ်အခုကသူကဒီနေ့ကိုရမ်းပြောရတယ်မမရဲ့သူပြောရရမ်းလို့နဲ့သူ့ကိုပြောပြပါဦး အေးပါအမဆူဆူကိုဆူပေးမယ်နော်ပြီးတော့ဆူဆူကလည်းလေမမတို့ကြောင်းအကောင်းမှုတော့ကို तू ကစေနာနဲ့ပြောတာပါသမီးရဲ့သမီးစိတ်ထဲမှာမထားနဲ့နော်သမီးစိတ်လျှော့ပေးလိုက်နော်မမလည်းသူ့ကိုဆူပေးမယ်နော်ဟုတ်ပြီလားအေးလိမ္မာတယ်နေရလိမ္မာတယ်နော်တော့သမီးတော့ ဘာကျမတို့ကုမ္ပဏီကိုဒါမျိုးလာမလုပ်နဲ့ကျမတို့ကုမ္ပဏီကနှစ်နှစ်တစ်လုံးနဲ့နေတာ ဟုတ်ပါပြီကျမအဆင်ပြေလားလို့ပြောကြည့်ရပါ ဒါပထမဆုံးနဲ့နောက်ဆုံးအကြိမ်ဖြစ်ပါစေနော်ကျမသွားတော့မယ် နောက်တစ်ခါကြာရင်ဒီထက်မကဘယ်လိုဖြုံးပေးမလဲဟုတ်ပြီလား ကျွန်တော်အားကိုးပါအစုရဲ့ကျွန်တော်ဆိုင်ရာပစ္စည်းကိုဒီတက်ပိုဖြုံးပေးဦးနော် ဒါနောက်တစ်ခါပို့ယူပေးမယ်စိတ်ချအော်ဟွာကြည့်လိုက်ဆိုဘောရိုင်းရှင်းလေးတစ်ချက်တော့သွားစစ်ပေးပါလား အော်အဲ့ဒါနီနီမနက်ကစစ်ပြီးသွားပြီလေ အော်ရတယ်ဟွာနီနီကစိတ်မချဘူးကြည့်ရကိုယ်တိုင်ပဲသွားစစ်လိုက်နော်ရတယ်တော့ရှင်ကိုကျွန်မအကျိုးရှိမဲ့စီးပွားရေးတစ်ခုပြောမယ်ရှင်စိတ်ဝင်စားလား ကျွန်တော်စိတ်ဝင်စားဖို့ပြောကြည့်လေ ဒီလိုရှင်ကျမတို့ဆိုင်ကိုချမယ်ပစ္စည်းငွေ20ရာခိုင်နှုန်းကိုရှင်တင်ပေးရမယ် ဟုတ်လို့ ဒီလိုရှင်ဥမာပစ္စည်းရဲ့တန်ဖိုးက300ဆိုရင်ရှင်က330တင်လိုက်ရှင်ရှင်30ကျမ30ဘယ်လိုလဲ ဖြစ်ပါမလားဆို ဒီတန်လေးတစ်ခုတော့ရှိရနော်ရှင်စီကိုဖုန်းဆက်မေးလို့စိန်ဝင်းဆိုင်ရဆိုရင်ရှင်ဒီစည်းတိုင်းမပြောရမှာတော့လုံးဝမလို့မရဘူး အဲ့ဒါတော့စိတ်မပူစိတ်ချကျွန်တော်အကုန်လုံးတာဝန် โอเคအဲ့ဒါဆိုအဆင်ပြေသွားပြီ အဲ့ဆိုအလုပ်လဲအဆင်ပြေဆိုတော့အဲ့ဆိုကျွန်တော်ပြန်လာအောင်မယ် ဟဲ့ဆူဆူရော မရောက်သေးဘူးမမနောက်ကျနေ အေးငါမေးပါအောင်မယ်ငါအခုခရီးကပြန်လာတော့လေငါဒီမှာဝိုင်းပြောတာရစရာတော့မရှိဘူးနင်တို့ကုံချွေးတွေမပေးနိုင်လို့စိုက်နေအစောကြီးပိတ်ရတယ်ဆိုဘလို့ဖြစ်တာလဲဟမ်ပြီးတော့ငါမေရဲ့ရွှေတောင်မှနင်တို့ကိုယ်တိုင်သွားယူပြီးရတယ်ဆိုဘလို့ဖြစ်တာလဲငါ့ကိုပြောကြပါဦးပြီးတော့ဒီရေပိုက်ပစ္စည်းတွေကအဲ့လောက်မလိုဘူးလေမလိုဘဲနဲ့ဘာဖြစ်လို့အဲ့လောက်အများကြီးဝယ်ထားကြတာဟမ်ရှင်းပြကြပါဦးငါ့ကို အမအဲ့ကိစ္စကိုညီမပြီးကြရင်ရှင်းပြပါမယ်မမ အော်သမီးပြော မမကိုလေခုနပြောစရာရှိရဲဆိုတဲ့ကိစ္စအဲ့ဒါကြည်ပြပြောတယ်မပြောတယ်စဉ်းစား ပြောလေသမီးပြောလေ ဒါ အော်သမီးရေပြောပါသမီးဘာသိထားတာရှိလဲသိထားသမျှအကုန်လာပြော ကြည်ပြစူးစူးနောက်မှဝင်လာတာဆိုတော့ ဟောသမီးအဲ့ဒါလေးစိတ်ထဲထားမနေနဲ့ဘာပြောသမီးကစိတ်ဝင်းအကျိုးစီးပွားအတွက်ပဲသမီးပြောမှာမလားပြောတာပြောသမီးအာမနာနဲ့ပြောသမီးပြော ရေပိုက်ကောင်းအများကြီးဝယ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မမစိတ်ထဲမှာမသိငါဖြစ်နေအဲ့ရေပိုက်ကောင်းဆိုင်ကိုအမဖုန်းဆက်ကြည့်လိုက်ပါလား အေးဟုတ်တယ်နော်ဟုတ်ပြီအဲ့ဆိုမှရေပါကန်းစားအရင်စုံစမ်းကြည့်လိုက်ဟယ်လို ဟယ်လိုဟုတ်ကဲ့မင်္ဂလာပါအမ
Insta ရေးပိုက်ဆိုင်ရလား ဟုတ်ပါတယ်အမ အမဒီရေးဘူးရေးကောင်းလေးလိုချင်လို့ရှိလားမသိဘူး ဟိုအမဘယ်ဆိုင်ရလဲမသိဘူးခင်ဗျ အော်အမကျွေးကပါအိမ်ဆောက်ပစ္စည်းဆိုင်ရပါ ဟုတ်ကဲ့အမရေဘူးရေးကောင်းကတော့တကောင်း9500ပါအမ 9000ခွဲအော်ဟုတ်ပြီအမအကောင့်100လောက်ယူဖို့ရှိလို့နော် ဟုတ်ကဲ့အမ အမ customer ကိုပြောပြီးရင်ပြန်ပြောပေးမယ်နော်ယူပြတယ်ဆိုရင် ဟုတ်ကဲ့အမကျေးဇူးပါအမ အေးကျေးဇူးပါမောင်လေးဒါပဲနော် ဟုတ်ကဲ့အမ ဟယ်လို ဟယ်လိုဟုတ်ကဲ့မင်္ဂလာပါအမ စတားရေးပိုက်ဆိုင်ရလား ဟုတ်ပါတယ်ခင်ဗျမင်္ဂလာပါအမ အေးမောင်လေးတို့ရှိမှာရေးဘူးရေးကောင်းရှိလား ဟုတ်ကဲ့ရှိပါတယ်အမ အဲ့ကောင်ကတကောင်းဘယ်လောက်လဲ ဟိုအမဘယ်ဆိုင်ရလဲမသိဘူးခင်ဗျ အမစိန်ဝင်းအိမ်ဆောက်ပစ္စည်းဆိုင်ရပါ ဩဟုတ်အမရေဘူးရေးကတော့တကောင်း8000ပါအမ ဟဲ့နင်တို့ဘယ်လိုလုပ်နေတာလဲဟမ်ခုနကငါကြွေကပါပါလို့ပြောတော့ကကြာနေ9000ခွဲလို့ပြောတယ်လေအခုစိန်ဝင်းရပါဆိုတော့ဘာဖြစ်လို့8000ဖြစ်သွားတာနင်တို့ဘယ်လိုလုပ်နေတာလဲ ဟိုအမဟိုကျွန်တော်အဲ့ဒါကိုရှင်းပြမယ်နော်အမ ဘာမှဖြစ်ရှင်းမနေနဲ့ငါအခုစတင်နေဆိုင်အောင်လာခဲ့မယ်နင်တို့တော်တော်လေးလူပါဝါတယ်ဒါပဲမမဘယ်ကောင်းလို့လဲ စတားရေးပိုက်ဆိုင်သွားမလို့ဟယ်လိုကိုလွင်အခုဆူဆူပြဿနာအကြီးကျယ်တက်သွားပြီကိုလွင်ရဲ့ကိုလွင်နဲ့ဆူဆူနဲ့လောက်ထားတဲ့ကိစ္စတွေကိုမမတည်သွားပြီအခုကိုလွင်တို့ဆိုင်ရောမလိုက်လာနေပြီရဲ့ဖြစ်ခဲ့တဲ့ကိစ္စတွေရောပစ္စည်းတံမိုးခွေတွေအားလုံးကိုလည်းဆူဆူပြန်ရောပေးပါမယ်အမကိုအစင်ပြောင်းရှင်းပြပေးပါနော်ပြီးတော့ဆူဆူဘက်ကပြန်သွင်းတဲ့ပစ္စည်းတွေကိုလည်းကိုလွင်တို့ဘက်ကလက်ခံပေးပါနော်အားလုံးကိုစုတောင်းမှတ်ပါတယ်စုပြန်ပြီးတော့တောင်းဝင်ယူပေးပါမယ်နော်ကောလည်းမင်းဘယ်လိုလုပ်လိုက်တာလဲ ကျွန်တော်ဘက်ကတောင်းပန်ပါတယ် နင်ငါ့ဆိုင်ကိုဒီဝင်းထဲနဲ့စုပ်ပြတ်တက်ပြီးထွက်သွားအောင်လုပ်လိုက်တာလား ကျွန်တော်ဘက်ကပဲအကိစ္စအနည်းငယ်တောင်းပန်ပါတယ် နင်ဘာမှတောင်းနိုင်မနေနဲ့နင်လည်းမတွေ့ချင်နင်တစ်ထည့်ခေါ်ပေးနင်တစ်ထည့်နဲ့ငါတို့ရှင်းမယ် ဟိုဒီကိစ္စမှာလေကျွန်တော်ဘက်ကမှားသွားဆိုတော့ကျွန်တော်တထင်းနဲ့လည်းဘာမှမဆိုင်ပါဘူးကျွန်တော်ဘက်ကပဲတာဝန်ယူပြီးအလုံးပြန်ဖြည့်ရှင်းလို့ဆိုတာ ဘာမှပြောနေနဲ့နင်တစ်ထည့်အခုချက်ချင်းခေါ်ပေး ပြီးတော့ဒီကိစ္စမှာဟိုမာစုပြောတာနဲ့ကျွန်တော်လည်းသူနဲ့ပူးပေါင်းပြီးတော့ကြံစည်မိလိုက်တာဆိုတော့လေ ဘာငါတို့ဆိုင်ရမက်စုအဲ့ဆိုမက်စုကမင်းနဲ့ပူးပေါင်းကြံစီတာပေါ့ ဟုတ်တယ်သူကိုယ်တိုင်ဒီမှာပစ္စည်းတွေယူသွားတယ်စီးရင်စီးရတယ် ထားပါအဲ့ဆိုမင်းတို့အခုဖြစ်ထားတဲ့ဟာတွေငါတို့ရှာပစ္စည်းအခုချက်ချင်းလာပြန်သိမ်းမေး ဟိုအမားတို့ဆိုင်မှာအခုချထားတဲ့ပစ္စည်းတွေရောအမျက်ငွေတွေရောကျွန်တော်ဘက်ကပြန်ရောပေးပါမယ် ဒါပေမဲ့မင်းဖြည့်ရှင်းပေးမယ်ဆိုလို့ရှိရင်ဒီနေ့လာပြီးဖြည့်ရှင်းပေးတာငါတို့လိုချင်တယ်နော် သမီးကြည့်ပြအဲ့ဒီရေပိုက်ပစ္စည်းတွေကုန်သိမ်းပြီးတော့အဲ့စတားရေပိုက်ဆိုင်ကိုပြန်ပို့လိုက်တော့ ဟုတ်ကဲ့မဟုတ်ကဲ့ အေး မမရဲ့ညီမခဏတာလောပါချောမလုပ်တဲ့တိုင်းလုပ်ခဲ့မိပါတယ်မမဘာမှမပြောဘူးပဲညီမကိုမျက်နှာချင်းမဆိုင်ရတော့ပါဘူးမမရဲ့ကျေးဇူးတွေကိုစော်ကားမိခဲ့မလုပ်တဲ့တိုင်းကိုလုပ်ခဲ့မိရဲ့ကျွန်တော်မခဲ့ပါတယ်ပြီးတော့မမတို့လည်းကြောက်ခဲ့ပါတယ်မမရဲ့ကျေးဇူးကိုတော့မမေ့ပါဘူးလူတရားလေးထွက်သွားပါတော့မယ် မမ ဒီနေ့ရောရောင်းဝယ်ကောင်းရလား ကောင်းပါတယ်မမ ဝန်ထမ်းတွေအားလုံးရောလာလား ဟုတ်အကုန်လာတယ်မမဟိုလေဟိုစွတ်စွတ်တော့မလာအောင်မိုင်းသူမနေ့ကပြန်ကန်ညနေမှာတော်လေးစိတ်မကောင်းဖြစ်ပြီးတော့ဝမ်းနေနေတာတော့တွေ့ရတယ်မ ဟုတ်ပြီတော်သမီးလောက်ဆရာရှာတော့လို့တော့နော် ဟုတ်ကဲ့မ အော်အလုတ်ကြိုးစားတဲ့စွစွတယောက်ငါတို့ကိုအရန်ယုံပြီးတော့လက်လွတ်စပယ်ဖြစ်ထားတာတွေများသွားလို့သူဒီလိုဖြစ်ရတာငါသာသူ့ကိုတေချာလေးစီမံအုပ်ချုပ်ခဲ့ရင်ငါဒီလိုမျိုးတော်တဲ့ကလေးတယောက်ကိုစွန့်လွတ်ရမှာမဟုတ်ဘူးဒီအဖြစ်ဒီအလုံးကငါရဲ့အဖြစ်ဒီပါပဲလေစွစွဒီလိုဖြစ်ရတာမမကြောင့်မှစွစွရဲ့ပြီးတော့လေ
ဆွဆွရောက်လာမှမမတို့ဆိုင်ရာပို့ပြီးတော့တိုးတက်လာတာတွေ့ဘူးလေဆွဆွကိုမမအမြဲတမ်းကျေးဇူးတင်ပါတယ်နော်အဲ့အတွက်ဆွဆွအခုဖြစ်သွားတဲ့ဟာတွေကိုလည်းမမအပြစ်မမြင်ဘူးခွင့်လွတ်ပါတယ်နော်သမီးရေသမီးလည်းအဆအဆရရအဆင်ပြေပါစေလို့မမဆုတောင်းပေးပါတယ်နော်